ကဲကျွန်တော်တို့ဒီ Telegram main thing ပိတ်တဲ့နေ့လေးပေါ့နော်ကျွန်တော်တို့ဒီ main thing ပိတ်တယ်ဆိုတာတော့ကျွန်တော်တို့ line တက်နေတာတွေကိုဘယ်သူမှမသိအောင်လုပ်တဲ့နေ့လေးပေါ့လေဆိုတော့ကျွန်တော်တို့က Telegram နဲ့ဝင်ရမယ်ပေါ့နော်လုပ်မယ်ဆိုတော့ Telegram နဲ့ဝင်ရမယ်ဝင်ပြီးရင်ကျွန်တော်တို့ကဒီမှာအပေါ်မှာရှိတဲ့အကြောင်းကလေး၃ကြောင်းကိုနှိပ်မယ်နှိပ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့က setting ဆိုတာလေးပါတယ်ပေါ့နော်အဲ့ဒီ setting ဆိုတဲ့ဟာလေးတွေကိုဝင်မယ်ဝင်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့က privacy and security ဆိုတာလေးရှိရနော်ရတဲ့ဝင်လိုက်အဲ့ဒီထဲဝင်လိုက်ပေါ့နော်ဝင်ပြီးဒီမှာကျွန်တော်တို့ကဒီမှာ lesson online ဆိုတာရှိရမှာနော်အဲ့ဒါလေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ကeverybody လို့ထားလို့ရှိရင်ကျွန်တော်တို့ဒီ line တက်နေတာတွေကိုလူတိုင်းကမြင်ရမယ်ပေါ့လေအဲ့တော့ my contact ဆိုတာကတော့ကျွန်တော်တို့ရဲ့တငယ်ချင်းတွေပဲမြင်ရမယ်ပေါ့ line တက်နေတာတွေကိုအဲ့တော့အောက်မှာ nobody ဆိုတာကတော့ကျွန်တော်တို့ line တက်နေတာတွေကိုဘယ်သူမှမမြင်ရတော့ဘူးပေါ့ဗျာနော်အဲ့လိုမျိုး nobody ကိုရွေးပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအမှန်ချစ်ကလေးပါတယ်ပေါ့နော်အဲ့ဒီအမှန်ချစ်ကလေးကိုကျွန်တော်တို့နှိပ်လိုက်ပေါ့နော်နှိပ်လိုက်ပြီး okay ပေးလိုက်ရပါပြီဒါဆိုရင်တော့ကျွန်တော်တို့ဒီ Telegram မှာ line တက်နေတာတွေကိုဘယ်သူမှမမြင်တော့ဘူးပေါ့နော်နောက်တစ်ခုအပေါ်ကဘာလဲဆိုရင်ကျွန်တော်တို့ရဲ့ Telegram သုံးတဲ့ phone number ပေါ့လေအဲ့တော့ဒီ Telegram သုံးတဲ့ phone number ကိုလည်းကျွန်တော်တို့ကဘယ်သူမှမမြင်စေချင်ဘူးဆိုလို့ချင်း nobody ကိုရွေးထားလိုက်လေသို့မဟုတ်ကျွန်တော်တို့ရဲ့တငယ်ချင်းတွေပဲမြင်အောင်ဆိုရင်တော့ my contact ကိုရွေးအကုန်လုံးမြင်စေချင်တယ်ဆိုတော့ everybody ကိုရွေးပါလေအဲ့လိုမျိုးအခုကကျွန်တော်ကဘယ်သူမှမမြင်စေချင်ဘူးဆိုတော့ကျွန်တော်တို့ကဒီ nobody ကိုရွေးပြီးအပေါ်ကအမက်ကလေးကိုနှိပ်လိုက်ပါတော့ပြီး okay ပေးလိုက်အဲ့ဆိုရင်ရပါပြီဒီမှာလည်း profile photo တို့ဘာလို့အများကြီးပဲပါတယ်ပေါ့လေဒီ profile photo ဆိုရင်လည်းကျွန်တော်တို့ကဒီမှာ nobody လို့ရေးထားလိုက်ရင်ကျွန်တော်ရဲ့ profile နဲ့တဲ့ပုံကိုဘယ်သူမှမမြင်ရတော့ဘူးပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒီမှာ call တို့သိရမလား forward message တို့ဘာလို့ပေါ့လေအကုန်လုံးလုပ်လို့ရပါတယ်အဲ့တော့အားလုံးပဲနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဗျကျွန်တော်ရဲ့နေ့ပညာဗီဒီယိုများကိုကျန်တဲ့ဘက်က like and share လေးလုပ်ပေးကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျတာယာပြောရှင်သောနေ့လေးဖြစ်ကြပါစေ